အမျိုးသားတဦးသည်သူကရွှေ10 gram သာဝယ်ယူခဲ့တော်လေအယောင်ဝန်ထမ်းအမျိုးသမီးကသူ့ကို100 gram အလေးချိန်ရှိသောရွှေတုံးကြီးပေးလိုက်သည်ကိုသိရှိသွားပြီးအံ့အားသင့်သွားခဲ့သည်ထိုနှစ်ခုကြားနှင့်ဈေးနှုန်းကွာခြားချက်မှာအလွန်ကြီးမားလာသဖြင့်သူသည်ရွှေဆိုင်သို့ပြန်သွားကပြန်လည်ပေးအပ်ရန်ကြိုးစားခဲ့သည်မမြော်လင့်မဲ့အယောင်ဝန်ထမ်းကသူထွက်သွားသည်မှကြားပြီးခကြောင်းနှင့်ရွှေတုံးကိုတိတ်တဆိတ်လဲလွယ်ထားခြင်းဖြစ်နိုင်ကြောင်းဆွဆွဲပြောဆိုခဲ့သည်ထိုမျိုးသားကရှင်းပြရန်အတွက်ရွှေတုံးကိုထုတ်ယူရန်ကြိုးစားတော်လေအယောင်ဝန်ထမ်းကယနေ့သူမှစိတ်မကြည်မလင်ဖြစ်နေသဖြင့်ပြဿနာမရှာရန်ပြောခဲ့သည်အမှန်တော့ထိုအယောင်ဝန်ထမ်းသည်မကြသေးမီကပဲသူများထံမှတိုင်ကြားချက်များစွာရရှိထားသဖြင့်မန်နေဂျာကသူမ၏တလစာကိုတင်ရိုက်ထားခြင်းဖြစ်သည်အဖွားအိုတဦးသည်သူမထံမှရွှေ10 gram ဝယ်ယူခဲ့တော်လေအိမ်ရောက်သည့်အခါ9 gram သာရှိနေသည်ကိုတွေ့ရှိခဲ့ရသည်အဖွားအိုကရှင်းပြချက်တောင်းသောအခါသူမကရွှေကိုလဲလွယ်ထားသည်ဟုပြောင်းပြန်ဆွဆွဲကလုံခြုံရေးများဖြင့်နှင်ထုတ်ခိုင်းခဲ့သည်ပျောက်ဆုံးနေသောရွှေများကိုမူအယောင်ဝန်ထမ်းနှင့်ငွေစည်းရင်းဝန်ထမ်းတို့ကခွဲဝေယူခဲ့ကြသည်ယခုတစ်ချိန်တွင်လည်းသူမသည်ထိုအမျိုးသားကိုရွှေချော့ရှော့ပေးရန်ကြံစည်ထားဖို့လေထုတ်ပိုးနေစဉ်အတွင်းရွှေတုံးတဒုံမှကျမ်းပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သည်သူမသည်စားဝဲအောင်မှ၎င်းကိုအလင်းမြန်ကောက်ယူကတစ်တာတဲ့သူထဲ့လက်ရရွှေတုံးအကြီးကိုထိမိသွားသည်ကိုသူမသတိမထားမိခဲ့ပြီယခုခါအမျိုးသားကရွှေအလေးချိန်မှားနေကြောင်းပြန်လာပြောတော့အခါသူမကရွှေလျော့နေသည်ကိုသူသိသွားပြီးဟုထဲမှတ်ခဲ့သည်အယောင်ဝန်ထမ်းကစိုင်းရီမူဝါဒအရာဝယ်ပြီးပစ္စည်းပြန်လဲယူမရကြောင်းပြောကလုံခြုံရေးများဖြင့်သူ့ကိုနှင်ထုတ်ခိုင်းခဲ့သည်ထိုအမျိုးသားသည်သူ၏စေတနာဖြင့်ပြန်ပေးအပ်လိုမှုကိုဝန်ထမ်းအားနှောက်ယှက်သူဖြင့်အထင်ခံရလိမ့်မည်ဟုလုံးဝမထင်မှတ်ခဲ့သည်ထိုအချိန်တွင်စိုင်းမန်နေဂျာရောက်လာပြီးဘာဖြစ်သနည်းဟုမေးမြန်းခဲ့သည်အယောင်ဝန်ထမ်းကထိုလူပါရှိတဲ့ချက်ရှိပြဿနာရှာနေခြင်းဖြစ်ကြောင်းအမြန်ပြောဆိုခဲ့သည်မန်နေဂျာက၎င်းကိုချက်ချင်းဖြည့်ရှင်းရန်သူမကိုအမိန့်ပေးခဲ့သည်မန်နေဂျာထပ်သွားပြီးနောက်သူမကထိုလူအားရှင်းပြခိုင်းရာသူကခမားကျွန်တော်ကိုပေးလိုက်တာ10 gram မဟုတ်ပဲ100 gram ဖြစ်နေလို့ပါဟုပြောခဲ့သည်အယောင်ဝန်ထမ်းကသူမသည်အလုပ်လုပ်လာသည်မှကြာပြီဖြစ်သဖြင့်ထိုကဲ့သို့အမှားမျိုးဖြေသည့်အခါညာမလုံနိုင်ကြောင်းနှင့်သူမမှာစိုင်းတွင်အယောင်အကောင်းဆုံးဝန်ထမ်းဖြစ်ကြောင်းမယုံကြည်ပဲပြောဆိုခဲ့သည်ထိုအမျိုးသားစိုင်းမြင်သို့ထွက်လာသောအခါရှင်းနေတဲ့ဦးကဖြစ်ပျက်သမျှကိုမြင်တွေ့သွားပြီးသူ့ကိုတားဆီးခဲ့သည်ထိုရှိနေကစိုင်းကိုလူအများကတိုင်ကြားထားပြီးဖြစ်သဖြင့်သူတို့ကိုအဖြစ်ပေးလူလိမ့်မည်ဟုပြောကပေါ်ပါလာသောရွှေများကိုတရားဝင်ပိုင်ဆိုင်နိုင်မဲ့နီလန်ရှိနေကြောင်းပြောခဲ့သည်ထို့နောက်အမျိုးသားသည်စိုင်းထဲသို့နောက်တစ်ချိန်ဝင်သွားပြန်သည်အယောင်ဝန်ထမ်းကသူ့ကိုမြင်သောအခါအလွန်ဒေါသထွက်သွားခဲ့သည်ထိုအမျိုးသားကသူမအားရွှေတုံးမမှားနေကြောင်းသိကြသလားဟုမေးမြန်းခဲ့သည်သူမကမှားနေကြောင်းဆိုအတင်ပြောဆိုနောက်ပိုင်းအမျိုးသားကမိမိအလိုလျောက်ပေးအပ်သောသဘောတူညီချက် voluntary gift agreement ကိုထုတ်ပြလိုက်သည်သူမလက်မှတ်ပေးသည်ချက်ချင်းထွက်သွားမယ်ဟုပြောတာသူမကတွင်းဆုပ်မနေပဲလက်မှတ်ထိုးလိုက်သည်အမျိုးသားသည်သဘောတူညီချက်ကိုကင်ကကင်မရာကိုပြလိုက်သည်မမြောင်လိမ့်မယ်အမျိုးသားထွက်သွားပြီးနောက်လိုဖောကွာမတ်တူကအပြည့်အလွှာရောက်လာပြီးအယောင်ဝန်ထမ်းအားနင်ဝေသူကိုရွှေတုံးအပိုပေးလိုက်မိတာတကယ်မဲဟာဟုထိတ်လန့်တကြားပြောလိုက်ပါတော့သည်